ကြန့်ခိုင်မှုယုံကြည်ချက်အပြည့်စိတ်သက်ခွန်အားနဲ့ကျန်းမာသောနေထိုင်မှုပတ်ဝန်းကျင်တစ်ခုရရှိခြင်းတွေအတွက်ဘန်ကောက်မြို့ရဲ့ Skyrise Condo အသစ်ဆက်ဆက်မှာဘယ်လိုမျိုး facility တွေနဲ့အခန်းတွေကိုဝယ်ယူနိုင်မလဲဆိုတာကျွန်တော်နဲ့အခုပဲလေ့လာကြည့်အောင်ထိပ်တန်း developer Risland ကဆောက်လုပ်ထားတဲ့အရေးသွင်းမြင့်အကောင်းဆုံး project တွေကတစ်ခုဖြစ်ပြီးတာဝါတစ်လုံးစီမှာစုစုပေါင်းအလွှာ46လွှာပါရှိပါတယ်အခုလ2025မှာဆောက်လုပ်ပြီးစီးသားဖြစ်လို့ဝယ်ယူပြီးတာနဲ့အသင့်စတင်နေထိုင်လို့ရပါပြီ1 bedroom 2 bedroom 3 bedroom စတဲ့အခန်းတွေပါဝင်မှာဖြစ်ပြီးဝယ်ယူသူတွေအနေနဲ့စိတ်ကြိုက် view ကိုလည်းရွေးချယ်နိုင်မှာဖြစ်ပါတယ်ကနဦး90% down payment ပေးချေပြီးရနဲ့စတင်နေထိုင်နိုင်မှာဖြစ်ပြီးညတဲ့90%ကိုတော့10နှစ်အရေးကြာနဲ့ဆက်လက်ပေးသွင်းဝယ်ယူနိုင်မှာဖြစ်ပါတယ်ဖမ်းမြင့်အဆောက်အဦကနေမြင်တွေ့ရတဲ့ view ကလည်းဘန်ကောက်မြို့ရဲ့မြို့ပြအလှပကိုခန်းစားစေတဲ့အပြင်စိတ်ကိုလည်းကြည်လင်စေပါတယ်အခန်းတိုင်းရဲ့ဖွဲ့စည်းတည်ဆောက်ပုံတွေနဲ့ထဲသွင်းတပ်ဆင်ထားတဲ့အရေးသွင်းမြင့် material တွေကိုအသုံးပြုထားတာကြောင့်ဝယ်ယူသူတွေအတွက်လည်းစိတ်ကြည်နမှုရစေမှာသိချပါတယ်ခုကတော့ဒီကွန်ဒိုရဲ့ဘယ်လို facility တွေရှိမလဲဆိုတာကိုကြည့်ကြည့်ရအောင်ဒီကွန်ဒိုရဲ့ fitness center မှာဆိုရင်နေထိုင်သူတွေအနေနဲ့ကျန်းမာရေးအတွက်ဘယ်လိုလေ့ကျင့်ခန်းမျိုးမဆိုစော်ကစားနိုင်မဲ့လေ့ကျင့်ရေးပစ္စည်းကိရိယာတွေအပြင်လက်ဝဲအားကစားကိုဝါသနာပါသူတွေအတွက်ပါစုံစုံလင်လင်ဖတ်ရှိတာဖြစ်ပြီးနေရာကလည်းတော်တော်လေးကျယ်တဲ့အတွက်လူများများစော့ကစားရင်တော့တက်တာဖြစ်စီမှာပါပြီးတော့အားကစားအတွက်ဆိုရင် basketball ကွင်းတွေလည်းဖတ်ရှိထားပါတယ်သူ့ရဲ့ဘေးမှာရေကူးကန်အကျယ်ကြီးကိုလည်းကိုကစ်ချင်း area နဲ့တွဲလျက်ထားရှိပေးထားတာဖြစ်လို့ပူပါတီကျင်းပခြင်းတွေအတွက်လည်းတော်တော်လေးအဆင်ပြေစေပါတယ်စာဖတ်ရတာဝါသနာပါသူတွေအတွက်လည်းစာဖတ်ဖို့အတွက်ကောတိတ်တဆိတ်အလုပ်လုပ်ဖို့အတွက်ပါ co-working area တွေလည်းထားရှိပေးထားပါတယ်ဒါအပြင်ကလေးတွေအတွက်လည်းအားကစားကွင်းတွေလည်းထားရှိပေးထားပါတယ်Skyrise Condo ကတော့ Sukubit BTS အစိမ်းလိုင်းပေါ်မှာတည်ရှိတာဖြစ်ပြီးအနီးအနားမှာ True Digital Park, Cloud9, International School, Shopping Mall စတာတွေအကုန်ရှိရတဲ့အတွက် location အရရော transportation အရပါအရန်ကိုအဆင်ပြေစေပါတယ်။ဒါကြောင့်အခုလိုပြည့်စုံတဲ့နေထိုင်မှုပတ်ဝန်းကျင်တစ်ခုကိုပိုင်ဆိုင်နိုင်မဲ့ Skyrise Condo ကိုဝယ်ယူဖို့စိတ်ဝင်စားသူတွေအားလုံးကို Property 68ကနေဖိတ်ခေါ်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆင်ကြပါမယ်။ Bye bye